လောကမှာကိုသစ္စာရှိတဲ့သူအမှန်တကယ်သစ္စာစောင့်သိတဲ့သူကိုဆိုတာအ ਨੇ အကျဉ်းလေးပဲလက်တဆုပ်စာပဲရှိလူများစုကြီးဟာဘဝမှာတိတ်တဆိတ်ကိုသစ္စာမဲ့စွာနဲ့မျောခြင်းအရာကိုမျောပါနေကြတာကိုသတိမထားမိကြမသိကြဘူးကိုစိတ်ကိုရဲ့စိတ်ဝိညာဉ်ကိုအသိပညာတွေဖြည့်ဆည်းဖို့ပြက်ကွက်တယ်ကိုရဲ့အကျင့်ကိုရဲ့ဇယိုက်ကိုမြင့်တင်ဖို့ပြက်ကွက်တယ်မေးလျော်တယ်ကိုရဲ့ခန္ဓာကိုယ်ကိုထိမ့်သိမ်းစောင့်ရှောက်ဖို့ပြင်းရည်တယ်ပြက်ကွက်တယ်မေးလျော်တယ်ကိုရဲ့ဝိညာဉ်ဟာတကယ်တမ်းကျတော့တန်ဖိုးအင်မတန်မှမြင့်မာတယ်အဲ့ဒီစိတ်ဝိညာဉ်ကိုဟာမြင့်တင်ဖို့မွမ်းမံဖို့ပြက်ကွက်ခြင်းဟာကိုသစ္စာစောင့်သိမှုပြက်ကွက်ခြင်းတနည်းအားဖြင့်သစ္စာမဲ့ခြင်းမိမိကိုမိမိသစ္စာမဲ့ခြင်းဖြစ်ပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုစောင့်ရှောက်ခြင်းကိုယ့်ရဲ့အသိပညာအတတ်ပညာတွေကိုလက်လန်းမိသမျှရှာဖွေခြင်းစုဆောင်းခြင်းဆိုတာဟာကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့ရုပ်ကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းမြင့်တင်ခြင်းမွမ်းမံခြင်းဖြစ်ပါတယ်ဒီနေ့အပြင်မိမိကိုမိမိအပြည့်အဝသစ္စာစောင့်သိခြင်းဖြစ်ပါတယ်ကိုဘဝဟာကိုပိုင်ပါတယ်ကိုဘဝကိုဖြည့်ဆည်းတာလည်းကိုထိမ့်သိမ်းဆောင်ရှောက်တာတန်ဖိုးရှိအောင်လုပ်တာလည်းကိုပါပဲကိုဟာအမှုမှန်အမှန်ပဲနေထိုင်ဖြတ်သန်းမယ်ဆိုရင်ကိုဟာကိုအကြီးကျယ်သစ္စာမဲ့တဲ့လောက်ရသစ္စာမဲ့တဲ့နေထိုင်မှုဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်ကိုကောင်းစွာကိုရဲ့စိတ်နဲ့ရုပ်ကိုကောင်းစွာထိမ့်သိမ်းဆောက်ရှောက်ခြင်းကိုမဖြစ်မနေပြုလုပ်ခြင်းအပြင်မိမိကိုမိမိကောင်းမွန်စွာအပြည့်အဝသစ္စာစောင့်သိကြဖို့လိုအပ်တယ်ဆိုတာလေးပါ